2026 ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့ကရန်ကုန်မြို့မှာရှိတဲ့ Notel Hotel Crystal Ballroom မှာနေလင်းအောင် Finance and Accountancy Academy နှစ်30ပြည့် Play ရတုနဲ့ Awarding Ceremony အခမ်းအနားကိုစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာတော့တက်ရောက်လာကြသော NLE ကျေးဇူးရှင်ဆရာကြီးဆရာမကြီးများအားဂါရဝပြုကြောခဲ့ကြပြီး NLEFA နှစ်30ဖြတ်သန်းလာမှုပေါ်ဆရာကြီးဆရာမကြီးများမှမုဒိတာစကားများပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာတော့2025ခုနှစ် April မှ2026ခုနှစ် January လအထိ NLEFA မှာတက်ရောက်သင်ကြားခဲ့ကြတဲ့ကျောင်းသားကျောင်းသူများတွေမှာ ACCA UK Member Affiliate နှင့် ACCA UK ဘာသာရပ်အသီးသီးတွင်မြန်မာ First ရရှိခဲ့သူများ Oxford University မှပေးအပ်သော BSc Applied Accounting ဘွဲ့ရရှိခဲ့သူများACCA UK Advanced Diploma ရရှိခဲ့သောကျောင်းသားကျောင်းသူများ ACCA UK Part 1 Diploma Foundation Diploma နှင့် NLEFA DA Diploma အသီးသီးရရှိခဲ့ကြသောကျောင်းသားများအားဂုဏ်ပြု Trophy များနှင့် Certificate များပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ဒီခန်းနာမှာတော့ NLEFA ကျောင်းသူလေးများနှင့်ဝန်ထမ်းလေးများကကာလများဖြင့်ဖျော်ဖြေခဲ့ကြသလို NLE Partner Audit Firm များနှင့်ကုမ္ပဏီကြီးများက NLE ကျောင်းသားများအတွက်အလုပ်ကိုင်လျှောက်ထားခြင်းများအားစီစဉ်ဆောင်ရွက်ပေးခဲ့ကြပါတယ်ရှင်။နှစ်30မြောက် NLE တည်ထောင်ခြင်းအခမ်းအနားနှင့် Awarding Ceremony ကိုတက်ရောက်ပေးခဲ့ကြသောဆရာကြီးများဆရာမကြီးများမိဘများဧည့်ပရိသတ်များ NLEFA Partner Company များနှင့် Audit Firm များအပါအဝင်ကျောင်းသားကျောင်းသူများအားလုံးကိုကျမတို့ NLEFA မှအထူးပင်ကျေးဇူးတင်ရှိပါကြောင်းတင်ပြလိုက်ရပါတယ်ရှင်။